ဒီဆက်ကလုံးမလုံးခဲ့ပါဘူးကဘာကြီးကအဲလီဇဘက်ဟုံးကိုစတီဂျောနောက်တစ်ယောက်လို့ထင်နေကြတဲ့ချိန်မှာတရနော့ယုံခန်းရဲ့မြေရောက်ခန်းထဲမှာတော့တကယ်အငြင်းခန်းတစ်ခုဖန်တီးနေခဲ့ပါတယ်သူတို့ကြွားခဲ့တဲ့ Edison ဆိုတဲ့ဆက်ကတကယ်တမ်းကျတော့အယုတ်ကောက်တဲ့စက်ရုပ်လက်တံတစ်ခုကိုကော်နဲ့တီကုန်းကတ်ထားတဲ့အဆင့်ပဲရှိပါသေးတယ်အထဲမှာသွေးဖိတ်စင်နေတယ်ဖြီရီကမှားနေတယ်ဆက်ကအမြဲတမ်းအရာတက်နေတယ်ဒါပေမဲ့အဲလီဇဘက်ကဒီအချက်ကိုဖုံးကွယ်ဖို့ကဘာကျော်လင်ညာမူကြီးတစ်ခုကိုထပ်လုပ်လိုက်ပါတယ်အင်မစတာဒီဝေါ်ဂရင်းလိုကမ်ပီကြီးလာကြည့်တဲ့အခါအဲလီဇဘက်ကသူ့ရဲ့အဒီဇင်ဆက်ကိုပြပါတယ်ကြည့်ပါသူရစ်ဆက်လေးထည့်လိုက်တာနဲ့အဖြေထွက်လာမယ်ပေါ့ဒါပေမဲ့တကယ်တမ်းစခရင်ပေါ်မှာပေါ်လာတဲ့အဖြေဟာအဒီဇင်ဆက်ကထုတ်ပြီးတာမဟုတ်ပါဘူးအဲ့ဒါကြီးပြန်သွားတာနဲ့ဝန်ထမ်းတွေကအဲ့ဒီသွေးနမူနာကိုယူအလောက်ပေါက်ကနေပြေးထွက်ပြီးတော့သူတို့ဝယ်ထားတဲ့စီမံကံမီထုတ်စက်ကြီးတွေနဲ့ခိုးတက်ပြီးအဖြေထုတ်ခဲ့ကြတာပါပြဿနာကစီမံဆက်တွေကသွေးပမာဏအများကြီးလိုပါတယ်တရနော့မှာရှိတာကလက်ထိပ်ပေါက်ထားတဲ့သွေးရစ်ဆက်ထဲပါဒီတော့သူတို့ဘာလုပ်လဲသွေးကိုစလင်းနဲ့ရောပြီးပမာဏများအောင်လုပ်ပြလိုက်တယ်ရေရောလိုက်တဲ့သွေးကဘယ်လိုလုပ်အဖြစ်မှန်တော့မလဲဗျာဒါလူနာတွေရဲ့အသက်အန္တရာယ်ကိုရောင်းရည်ထက်လိုက်တာပါပဲဒါပေမဲ့အဲလီဇဘက်ရဲ့ဆက်ဆောင်မှုကအရန်ကောင်းလို့တော့အမေရိကန်ရဲ့အကြီးဆုံးစီးပွားရေးဝေါ်ဂရင်းကဒါကိုရင်းမိခဲ့ပါဝေါ်ဂရင်းရဲ့အကြီးအကဲတွေကငါတို့သာဒီခွင့်ရေးကိုမယူရင်ငါတို့ရဲ့ plan ပဲ CVS ကယူသွားလိမ့်မယ်ဆိုတဲ့အကြောက်တရားနဲ့တရနော့ရဲ့လက်ခန်းထဲကိုတော့ဝန်စစ်ဆေးပဲဒေါ်လာတန်း140တန်စာချုပ်ကိုလက်မှတ်ထိုးလိုက်ပါတယ်စဉ်းစားကြည့်နော်စီးပညာနဲ့ပတ်သက်တဲ့ဒီပညာတစ်ခုကိုဝယ်တာဆက်ကူဖွင့်အောင်မစစ်ဆေးဘူးဆိုတာယုံနိုင်စရာတော့မရှိပါဘူးဒါဟာ business လောကရဲ့အကြီးမားဆုံးလုပ်ငန်းစစ်ဆေးမှုကြာရှုံးခန်းပါပဲဒီလင်ညာမှုတွေတင်မပေါက်ကြအောင်ထိန်းချုပ်မယ်အာဏာရှင်တယောက်ရောက်လာပါတယ်သူကတော့အဲလီဇဘက်ရဲ့လျှို့ဝှက်ချစ်သူဆန်နီဘဝနီပါဆန်နီကကမ်ပဏီကိုစစ်တက်လို့အုပ်ချုပ်တယ်ဝန်ထမ်းတွေဘယ်ချိန်ဝင်လဲဘယ်ချိန်ထွက်လဲကွန်ပျူတာမှာဘာရိုက်နေလဲဆိုတာကိုအကုန်စောင့်ကြည့်နေတယ်အမှန်တရားကိုပြောဖို့ကြိုးစားတဲ့ဝန်ထမ်းတိုင်းချက်ချင်းထုတ်ခံရတယ်တရားစွဲမယ်လို့ချင်းချောက်ခံရတယ်အရန်ဝမ်းနေစရာကောင်းတာကတရန်တို့ရဲ့ဆက်ဆိုင်လေးဖြစ်တဲ့ EMG ဖုန်းမှာဒီနည်းပညာမဖြစ်နိုင်ကြောင်းအဲလီဇဘက်ကိုသတိပေးခဲ့ဒါပေမဲ့ပြန်ရလိုက်တာကဖီအားတွေပါပဲနောက်ဆုံးမှာတော့တရားရုံးမှာတက်တည်လိုက်ရမယ်ဖီအားတွေကိုမခံနိုင်တော့ပဲအရာဟာကိုအဆုံးစီရင်သွားခဲ့ပါတယ်ဒါပေမဲ့ဖုံးကွယ်မှုတိုင်းမှာအဆုံးသတ်ရှိနေပါထိုင်လာရှုစ်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဟောင်းဂျော့ချ်ရှူရဲ့ညီရင်းခောက်သူကတရနို့မှာအလုပ်ဝင်လို့ရင်းနဲ့ဒီချင်းကြီးကိုစပြီးသတိထားမိလာတယ်တနေ့မှာတော့ထိုင်လာကတက်တီမွေးပြီးနယူးယောက်ကသတင်းစာဆရာတယောက်စီကိုလျှို့ဝှက်ဖုန်းခေါ်ဆိုမှုတစ်ခုပြုလုပ်လိုက်ပါတော့တယ်အဲ့ဒီသတင်းစာဆရာကတော့ဂျွန်ကရေယိုပါဒီဖုန်းခေါ်ဆိုမှုတစ်ခုကသေးစိတ်တွေနဲ့တိစောက်ထားတဲ့ရဲတိုက်ကြီးတစ်ခုလုံးပြိုလဲစီတော့မဲ့အစားဖြစ်လာပါတယ်